အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ SolidWorks နဲ့ AutoCAD ပညာရပ်များကို sharing လုပ်ပေးနေတဲ့ဝေလင်းရှင်ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီလက်ထက်မှာခိုင်ထားတဲ့ဖတ်ကလေးကိုကျွန်တော် SolidWorks ထဲမှာဘယ်လိုဖန်တီးရမလဲဆိုတာကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နဲ့အတူ SolidWorks ထဲဝင်ပြီးတော့ကြည့်ကြည့်အောင်ခွက်ပုံစံလေးကိုဆွဲဖို့ပထမဆုံးကျွန်တော်တို့ဒီ font plane မှာ sketch ယူပြီးတော့အလဲကနေပြီးတော့ကျွန်တော် line လေးတစ်ကြောင်းကိုအရင်ဆုံးဆွဲပေးရမှာဖြစ်ပါတယ်အဲ့တော့ line လေးကိုကျွန်တော်တို့ဘာကြောင့်ဆွဲပေးရလဲဆိုလို့ရှိရင်ကျွန်တော်တို့ robot command ကိုအသုံးပြုပြီးတော့ဆွဲမှာဖြစ်တဲ့အတွက်အလယ်မှာကျွန်တော် line လေးတစ်ခုကိုဆွဲပေးရတာပဲဖြစ်ပါတယ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဖန်ခွက်ရဲ့အပေါ်ချမ်းပေါ့နော်အပေါ်ချမ်းကိုကျွန်တော်တို့ကဒီလိုမျိုးဒီ sketch ထဲမှာရှိတဲ့ SP line လေးကိုအသုံးပြုပြီးတော့အပေါ်ကနေပြီးတော့စပြီးတော့အောက်ကိုဆွဲသွားမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးကျွန်တော်တို့ကဒီ SP line ကိုနှိပ်လိုက်မှာဖြစ်ပါတယ် SP line ကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်အပေါ်မှာကျွန်တော်တို့ကြိုက်တဲ့နေရာပေါ့နော်ဒီအပေါ်အဆင်ပြေမဲ့နေရာလောက်မှာကျွန်တော်တို့ကဒီ point လေးနဲ့ကျွန်တော်တို့တန်းနဲ့ဖြစ်မဲ့နေရာမှာကျွန်တော်တို့ကclick ချပြီးတော့အောက်ကိုဆွဲသွားရမှာဖြစ်ပါတယ်အဲ့တော့ SP line နဲ့ဆွဲတာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့ဒီ asset ချတဲ့တစ်ဆက်ချတဲ့အထိုင်မှာကျွန်တော်တို့ကအဲ့လိုမျိုးပေါ့နော်ဒီနေရာမှာကျွန်တော်တို့ဒီလိုမျိုးဒီခြေနေရောက်ပြီဆိုလို့ရှိရင်ကျွန်တော် select တစ်ချက်နေလိုက်ပါပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ point ရဒီနားမှာတစ်ခုဖြစ်တော့မှာပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ကချသွားမှာဖြစ်ပါတယ်ပြီးတော့မှကျွန်တော်ကအဲ့ point ကိုခိုင်းပြီးတော့ကိုလိုချင်တဲ့ပုံစံပေါ့နော်လိုတူပို့လျှော်ပြန်ပြီးတော့ပြုလုပ်ပြရမှာဖြစ်ပါတယ်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီခွက်ရဲ့ပုံစံပေါ့နော်နည်းနည်းအကြမ်းဖျင်းကျွန်တော်တို့ကတက်မှတ်လိုက်တာဖြစ်ပါတယ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ကဒီဘိုင်းလေးပေါ့နော်ဒီဘိုင်းလေးကိုကျွန်တော်လူတူဖို့ရှော့ပြန်ပြီးတော့ချိန်ညှိပေးရမှာဖြစ်ပါတယ်ချိန်ညှိပြီလို့အားလုံးပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကdimension တွေမတက်မှတ်ခင်မှာကျွန်တော်တို့ဒီဘိုင်းလေးပေါ့နော်ဒီအောက်ခြေကအပြားလေးကိုကျွန်တော်တို့ကပြန်ပြီးတော့လုပ်ပြရမယ်ဒါကျွန်တော်တို့ကခွက်ရဲ့အောက်ခြေပိုင်းပေါ့နော်အောက်ခြေပိုင်းမှာကျွန်တော်တို့ကဒီနားအနှက်ခမ်းသားလေးရှိမယ်ပြီးတော့လို့ရှိရင်ဒီအပြားပိုင်းလေးပေါ့နော်ဒီနားလေးကိုကျွန်တော်တို့က view line လေးနဲ့ပဲပိတ်ပြီးလိုက်မှာဖြစ်ပါတယ်ပိတ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့က dimension တွေကိုတက်မှတ်လိုက်မှာဖြစ်ပါတယ် dimension ကိုကျွန်တော်တို့ကအမြင့်ကိုပဲကျွန်တော်တို့ကတက်မှတ်လိုက်မယ်ပေါ့နော်အဲ့တော့အမြင့်ကိုကျွန်တော်တို့က90 mili လောက်ပဲထားကြည့်မယ်ပေါ့နော်90 mili လောက်ထားပြီးတော့ကျွန်တော် okay နေပဲပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ pad နဲ့ဒီ pad ကိုကျွန်တော်တို့ကဘယ်လောက်တက်မှတ်မှာလဲပေါ့နော်အဲ့တော့ dimension ကိုကျွန်တော်ကဒီ point နဲ့ဒီ point လေးကိုကျွန်တော်ကထိုးပေးလိုက်မှာဖြစ်ပါတယ်သူ့ကိုကျွန်တော်က45လောက်ထားကြည့်မယ်ပေါ့နော်45လောက်ထားပြီး okay နေလိုက်မယ်အဲ့တော့ဒီထိတ်လေးကိုကျွန်တော်ပြန်ပြီးတော့45ထားလိုက်တာဖြစ်တဲ့အတွက်ဒီနားလေးကိုကျွန်တော်ကတက်လိုချင်တာဖြစ်တဲ့အတွက်ဒီ point လေးကိုကျွန်တော်လိုတိုးဖို့ရှော့ပေါ့နော်ပြန်ပြီးတော့ကစားပေးရမှာဖြစ်ပါတယ် okay အဲ့တော့ SP line ကိုတော့ကျွန်တော် dimension တွေတက်မှတ်ပြီးတော့ဟိုပါပေါ့နော် fully define တော့မလုပ်တော့ဘူးเนาะအဲ့တော့ fully define လုပ်ချင်တယ်ဆိုလို့ရှိရင်လည်းရတယ်ပေါ့နော်တကယ်လို့ကိုကတစ်ခုချင်းစီတက်မှတ်ပြီးတော့လုပ်မယ်ဆိုလည်းရတယ်တကယ်လို့အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီအကုန်လုံးပေါ့နော် slab ပေးပြီးတော့ကျွန်တော်တို့quick slab နဲ့ကျွန်တော်တို့fully define tenement နဲ့ new လည်းကျွန်တော်တို့တင်ထားပြီးသားရှိရပေါ့နော်အဲ့လိုမျိုးလုပ်လဲရတယ်တကယ်လို့ကိုယ်လုံးမမလုပ်ချင်ပဲနဲ့ကျွန်တော်တို့တစ်ခုချင်းစီ dimension တွေထိုးပြီးတော့တက်မှတ်မယ်ဆိုလည်းရပါတယ်အဲ့တော့ကျွန်တော်တို့မြင်အောင်လို့ပေါ့နော်ဒီသင်ခန်းစာကိုအရင်ရှည်သွားမှာဖြစ်တဲ့အတွက်ရှည်သွားမှာဆိုတဲ့အတွက်ပေါ့နော်ကျွန်တော်က dimension တွေအတိအကျ fully define နေနဲ့မထိုးပြတော့မယ်နဲ့ကျွန်တော်က robot command ကိုတုံးပြီးတော့မြန်လဲကျွန်တော်အမြန်ဆုံးနဲ့ပေါ့နော်ကျွန်တော်ခွက်လေးတစ်ခုကိုဆွဲပြမှာဖြစ်ပါတယ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ line ကိုကျွန်တော်တို့ကဒီ surface ထဲမှာရှိတဲ့ဒီ robot နဲ့ပတ်ပြီးတော့ကျွန်တော်တို့ကsolid ပုံစံဖန်တီးလဲရတယ်အဲ့လိုမှမဖန်တီးခြင်းပဲနဲ့ကျွန်တော်တို့ကဒီ future ထဲမှာတစ်ခါတိုင်းရိုက်သွားပြီးတော့ပတ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီ sketch ကိုကျွန်တော်တို့ကဒီ line လေးကိုကျွန်တော်တို့ကဒီ offset entity နဲ့ဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ကအထူတက်မိုက်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီညမှာနှစ်နည်းရှိရပေါ့နော်ပထမဆုံးကျွန်တော်တို့ကဒီအကုန်လုံးကိုslap ပေးပြီးတော့ကျွန်တော်တို့က offset entity ပေါ့နော်ဒီ line လေးတော့မပါဘူးပေါ့နော်ဒီပြင်ဘက်ခြံကိုကျွန်တော်တို့က offset entity နဲ့ကျွန်တော်တို့ကအထူတက်မှတ်ပေးလိုက်မှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ကဒီနှစ်ခုပေါ့နော်ဒီဘက်နဲ့ဒီဘက်ကိုကျွန်တော် line လေးကိုကျွန်တော်တို့ကဒီမှာအကန့်အနေနဲ့ကျွန်တော် line ကိုပိတ်ထားဖို့တော့လိုရပေါ့နော်အဲ့ဒါမှလည်းကျွန်တော်တို့က robot ပတ်လိုက်တဲ့ခါမှာအပြည့်ပါမှာပေါ့နော်မဟုတ်လို့ရှိရင်ကျွန်တော်တို့က robot command အဆင်မပြေဘူးပေါ့နော်အဲ့ဒါတက်တယ်အဲ့ဒါကျွန်တော်တို့ကပတ်တဲ့ခါမှာကျွန်တော်တို့ကဒီထိတ်လေးကိုတော့အကန့်နဲ့ကျွန်တော်တို့ကပိတ်ပေးရမှာဖြစ်ပါတယ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒူးပေါ့နော်ဒူးကိုကျွန်တော်တို့ကအရင်မထူပေါ့နော်2မီလီလောက်ဖြစ်ဖြစ်ဒါမှမဟုတ်3မီလီလောက်ပေါ့နော်အဆင်ပြေမဲ့လောက်ကိုကျွန်တော်တို့ကတက်မှတ်ပေးမှာဖြစ်ပါတယ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော် okay နေလိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ robot စာမျိုးပတ်ကြည့်ရပါတော့ robot command ကိုတုံးလိုက်မယ်ပြီးသွားလို့ရှိရင်စင်ပြီပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်ခဏကဆွဲထားတဲ့ line လေးကိုထားပြီးတော့ပတ်သွားပြီဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့က okay နှိပ်ပေးလိုက်မှာဖြစ်ပါတယ် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီခွက်ပုံစံအကျန်းလေးရပြီပေါ့နော်အကျန်းထည်လေးပေါ့အဲဒီပုံစံတိုင်းအဆင်ပြေပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့တခါတည်းဒီမလက်ကင်ခိုင်းနေပေါ့နော်ကျွန်တော်တက်ပြီးတော့ဆွဲလိုက်ရုံပဲပေါ့တကယ်လို့အဲ့လိုမှမဟုတ်ပဲကျွန်တော်တို့ကကိုဆွဲထားတဲ့ပုံကိုပေါ့နော်အဆင်မပြေသေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာscan နေနဲ့ကျွန်တော်တို့ကပြန်ပြီးတော့
edit လုပ်ပြီးလို့ရမှာဖြစ်ပါတယ်ဒီနေရာမှာတော့ကျွန်တော်ကဟိုပုံချမ်းအဆင်ပြေပြီဆိုတော့ကျွန်တော်ဒီပုံစံလေးပဲထားလိုက်တော့မယ်နော်တကယ်လို့အလုံးမမို့တော့ခွက်ချီကအောက်ချီလေးနည်းနည်းလေးကားချင်နေဆိုလို့ချင်းလေကျွန်တော်ဒီမှာ sketch ကို edit ပြန်လုပ်လိုက်မယ်โอเคစင်ပြေသွားပြီပေါ့နော်ဒီလိုပုံစံလေးကိုကျွန်တော်က guide လေးတက်လိုက်မှာဖြစ်ပါတယ်အဲ့တော့ guide တက်မယ်ဆိုလို့ရှိရင်ပထမဆုံးကျွန်တော်တို့ကဒီအလဲကောင်ပေါ့နော်အလဲကောင်မှာကျွန်တော်တို့က sketch ကိုယူပေးရမှာဖြစ်ပါတယ်အော်ဒီမှာကျွန်တော်တို့ကအလဲကောင်ပေါ့နော်ဒီ right plane မှာလည်းရှိရယ် form plane မှာလည်းရှိရယ်အဆင်ပြေတဲ့ plane မှာကျွန်တော်တို့က sketch ယူပေးရမှာဖြစ်ပါတယ်ယူပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ guide တက်ဖို့ပေါ့နော်ဒီ SP line နဲ့တုံးလိုက်ရဒီ 3.8 နဲ့တုံးလိုက်ပေါ့နော် 3.8 နဲ့တုံးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအများကြီးတော့ဟိုသွားပြီးတော့ကျွန်တော်တို့လုပ်လို့မရဘူးပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့က guide ပုံစံလေးဖန်တီးမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ SP line ကိုပဲယူပြီးတော့တုံးပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီနားလေးကနေပြီးတော့ကျွန်တော်တို့ဆွဲလိုက်မယ်ပေါ့နော် guide ပုံစံလေးဖြစ်သွားဖို့ကကျွန်တော်အရေးကြီးရပါတော့အဲ့ဒါကြောင့်မလို့ကျွန်တော်တို့က guide ပုံစံလေးကိုအဆင်ပြေလို့ကျွန်တော်တို့ကဒီလို click ချပြီးတော့ကျွန်တော်ဆွဲပြီးရမှာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာလေးကျွန်တော်တို့ကဒီမျက်နှာပြင်အတိရနေမဆွဲဘဲနဲ့ဘာကြောင့်အတွင်းထဲကိုဆွဲထားရလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ line ကိုကျွန်တော်တို့ကဘာလုပ်မလဲဆိုလို့ရှိရင် switch command နဲ့ပတ်မှာဖြစ်တဲ့အတွက်ကွက်တိဆွဲထားရဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့မျက်နှာပြင်အပြင်ဘက်ကိုပေါ့နော်ဟို guide ရဲ့ကျွန်တော်တို့သူကအပြင်ကိုထွက်နေပြီးတော့အဆင်မပြေဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကအတွင်းထဲကိုနည်းနည်းလေးဝင်ပေးထားရတာပဲဖြစ်ပါတယ်အဲ့တော့ guide ပုံစံကိုကျွန်တော်တို့ကအဆင်ပြေလို့ပေါ့နော်ဒီလိုမျိုးလေးကိုယ်စိတ်ကြိုက်ပေါ့နော်အဆင်ပြေလို့ဖန်တီးပေးရမှာဖြစ်ပါတယ်โอเคအားလုံးပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကသူ့ကိုswitch command နဲ့ကျွန်တော်ပတ်ပေးရမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်နမူနာအနေနဲ့ဆွဲတာဖြစ်တဲ့အတွက်အရင်အသေးစိတ်တော့ကျွန်တော်မပြင်တော့ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ future ထဲမှာဝင်ပြီးတော့ switch command နဲ့ကျွန်တော်တို့က circle ပုံစံကိုကျွန်တော်တို့ကပတ်လိုက်မှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ခိုင်းပေါ့နော်၄တောင်းပုံစံဒါမှမဟုတ်လို့ရှိရင်ကိုယ်စိတ်ကြိုက်ပေါ့နော်ဟိုအလုံးပုံစံမလိုဘဲနဲ့ကျွန်တော်တို့တခြားပုံစံဆွဲချင်တယ်ဆိုလို့ရှိရင်လေဒီ point ထိပ်မှာကျွန်တော်တို့ကဒီ reference geometry ကိုဝင်ပြီးတော့ကျွန်တော်တို့က plane တစ်ခုတက်မှတ်ပြီးတော့အဲ့ထိပ်ကနေပြီးတော့ကျွန်တော်တို့ sketch ပုံစံတစ်ခုဆွဲမယ်ပြီးသွားလို့ရှိရင်သူ့ကိုကျွန်တော် switch command နဲ့ပတ်လိုက်မှာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ကိုဆွဲချင်တဲ့ပုံစံနဲ့ဆွဲရမှာပေါ့နော်အဲ့လိုမှမဟုတ်ပဲကျွန်တော်တို့ကသူ့ရဲ့ခိုင်းကိုကျွန်တော်အလုံးပုံစံနဲ့ပဲကျွန်တော်ထားချင်တယ်ဆိုလို့ရှိရင်ဒီ switch command ကိုတုံးပြီးတော့ဒီ circular profile ကိုရွေးပြီးတော့ကျွန်တော်ကဒီလမ်းကြောင်းလေးကို slap ပေးလိုက်မှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ခဏကဆွဲထားတဲ့လမ်းကြောင်းလေးကဂိုင်းပုံစံဝိုင်းပုံစံလေးပေါ့နော်အဲ့လိုမျိုးလေးရရှိမှာဖြစ်ပါတယ်အဆင်ပြေပြီဆိုလို့ရှိရင်ကျွန်တော်တို့က okay နှိပ်ပေးလိုက်မှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ခဏကဆွဲထားတဲ့ဒီလမ်းကြောင်းလေးကကျွန်တော်တို့ဂိုင်းပုံစံလေးရရှိသွားမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ခွက်ပေါ့နော်ခွက်ကိုကျွန်တော်တို့ကလွယ်လွယ်ကူကူနဲ့ဘယ်လိုဖန်တီးလို့ရမလဲဆိုတာကိုနားလည်မယ်လို့ထင်ပါတယ်ဒါပေမဲ့လို့ကျွန်တော်တို့ဒီမှာပေါ့ခွက်ကကျွန်တော်တို့ကသူ့ရဲ့ပေါ့နော်ဒီကာလာပေါ့နော် material စင်မပြေသေးဘူးပေါ့နော်အဲ့တော့ကျွန်တော် material ရွေးချက်ကြည့်အောင် material မှာတော့ကျွန်တော်တခြားdesign လေးရှိရပေါ့နော်အဆင်ပြေမဲ့ဟာလေးကျွန်တော်တို့ရွေးချက်ပေးရမှာဖြစ်ပါတယ် okay ကျွန်တော်ကဒါလေးတုံးလိုက်မယ်ပေါ့နော်အဆင်ပြေသွားပြီပေါ့နော် okay ဒါဆိုလို့ရှိရင်ကျွန်တော်ဒီတင်ကစားလေးကိုကြည့်ပြီးတော့ဒီခွက်လေးတစ်ခုကိုဘယ်လိုဖန်တီးရမလဲဆိုတာကိုနားလည်မယ်လို့ထင်ပါတယ်